ကိုက short ပေးနေပါလေရတယ်ဒီ relationship တစ်ခုဟာပူလောင်မှုတွေအဆင်ပြေမှုတွေရန်ဖြစ်စကားများမှုတွေနဲ့နေ့စဉ်ရက်ဆက်နေတယ်လို့ရှေ့ဆက်ပြီးတွားနေတယ်ကြာတော့ကိုလည်းအဆင်ပြေတော့ဘူးတစ်ဖက်လူလည်းအဆင်ပြေတော့ဘူးတနေ့ကို198ခေါက်လောက်ရန်ဖြစ်စကားများနေတဲ့ relationship တွေရှိရဆိုလို့ရှိရင်အေးကြကြလေးဖြစ်မှုကိုရီနှစ်ယောက်ရဲ့တည်ဆောက်လိုက် relationship ကိုတနေ့နဲ့တနေ့အေးကြကြလေးဖြစ်တန်းသွားဖို့အတွက်ဆိုလို့ရှိရင်ဒီရတရားလေးကိုတည်ချင်လေးလိုက်လို့ကြည့်ပူလောင်နေတဲ့ relationship တွေအားလုံးအေးကြကြလေးဖြစ်သွားမယ်သူ့ကိုယ်ရဲ့ဘာရမိုးပန်းနဲ့များရန်ဖြစ်စကားများကိစ္စတသေးလေးတွေအစားတယောက်နဲ့တယောက်နဲ့ကိစ္စကြီးကြီးဖြစ်သွားလူတွေဆိုလို့ရှိရင်ဒီရတရားလေးကိုတည်ချင်လိုက်လို့ပြီးတခါလုပ်ပေးရင်တခါထူးကြတယ်တခါအဆင်ပြေတယ်ဘာမှမလုပ်ဘူးဒီမှာနင်းစီပန်းဒါကနင်းစီမှာအတူပေါ့နင်းစီမှာအတူဆိုရဲရတယ်နင်းစီမှာအဆက်ဆိုရဲရတယ်ဒီကဘယ်ဟာဖြစ်ဖြစ်ရတယ်နင်းစီမှာဖြစ်ရတယ်ဒီနင်းစီပန်းထိတ်မှာအဲ့ထိတ်မှာပန်းပွင့်ထိတ်မှာကိုချစ်သူရဲ့ဓပုံကတ်မယ်ဓပုံကတ်ပြီးပြီဆိုတာ ਨੇ ပကံကျွေပကံမဖြစ်ဖြစ်စတိပကံပြပဲဖြစ်ဖြစ်အဓိကပကံတစ်ခုတည်းကိုနင်းစီပန်းကိုတင်တယ်တင်ပြီးတော့အပေါ်ကနေပြီးရေခဲုံလေးအတုံးကြီးကြီးပေါ့တသေးလေးဒီလောက်ဆိုင်ဖိချပြီးတော့ဖျားစင်ဘေးနားမှာထားရမယ်ဖျားစင်ဘေးနားမှာမထားချင်ကိုအိတ်တဲ့အခန်းရဲ့ဘေးနားမှာထားချင်ဆိုလို့ရှိရင်ရှာတယ်အဓိကဗမာပဲထားတာဓာတ်စင်ထားရမယ်ဖျားစင်ဘေးနားမှာပဲဓာတ်စင်ကိုရဲ့အိတ်တဲ့ဘေးနားမှာပဲဓာတ်စင်ကြိတ်တဲ့နေရာမှာဓာတ်စင်အဓိကကိုရီနီးယားရဲ့ relationship ဒီလောက်စာကိုဓာတ်စင်ပြီးဆိုတော့ ਨੇဒီနေ့စဉ်ဒီနေ့တိတိတတ်တာနဲ့ရန်ဖြစ်စကားများနေ relationship ကနေပြီးတော့ရန်ဖြစ်စကားမများတော့ဘဲနဲ့အဲ့လိုနားလည်မှုတွေရရှိလာမယ်။ဘာရမို့ဘယ်နဲ့ပြဿနာတွေမဖြစ်တော့ဘူး။ပူလောင်နေတဲ့ relationship ကြီးကအေးချမ်းချမ်းလေးနဲ့ဖြစ်ပြီးသူ့ရဲ့ကိုယ်ရဲ့ဂျားထဲမှာနားလည်မှုလေးနဲ့တနေ့တနေ့ရှိဆက်သွားမယ် relationship ကိုပိုင်ဆိုင်ရမှာပဲဖြစ်တယ်။အပန်းမကြည့်ဘူးလောက်ရတာလွယ်ကူတဲ့အတွက်ကြောင့်မို့လို့တညံ့ညံ့တပူပူတကွန်ကွန်ဖြစ်နေတဲ့ relationship လေးရဲ့အတွက်မျှဝေပေးနေခြင်းဖြစ်ပါတယ်ဗျာ။